skin barrier ပျက်စီးနေလို့ရှိရင်အိမ်မှာကိုယ့်ကိုဘယ်လိုကုသမလဲ skin barrier ပျက်စီးနေတဲ့လက္ခဏာတွေကပါနေလဲအားကြောင့် skin barrier ပျက်စီးလဲဆိုတဲ့အကြောင်းကိုဒီနေ့ပြပြပေးမှာလို့ဒီလိုလေးကိုစောင့်ကြည့်ပေးပါ skin barrier ဆိုတာမိတ်ဆွေတို့သိတဲ့အတိုင်းပဲမျက်နှာပေါ်မှာရှိတဲ့အပေါ်ယံလွှာကာကွယ်ပေးထားတဲ့အလွှာပါလေးဖြစ်တယ်အဲ့တော့ skin barrier ရဲ့အလုပ်ကအဓိကအချက်နှစ်ချက်ပေါ့နော်နံပါတ်1ကတော့ကျွန်တော်မျက်နှာမှာရှိတဲ့အဆိုဓာတ်ကိုမှွေ့ပြန်မသွားအောင်ထိန်းထားပေးတယ်နံပါတ်2ကတော့ကျွန်တော်ပြင်မလာတဲ့ပုံငင်ညစ်ကြေးတွေပရိယာပိုးတွေဝင်နေအောင်ကာဝယ်ပေးတယ်ပေါ့ဟာသူက line လိုပဲကာဝယ်ပေးထားတာပေါ့အဲ့တော့ဒီ line မကောင်းတော့ဘူးဆိုလို့ရှိရင်မျက်နှာညီရဲလာမယ်ညောင်ရမ်းလာမယ်ရှားရမ်းလာမယ်ပေါ့ဒီတော့ဒီ skin barrier ကဘာကြောင့်ပျက်စီးသွားလဲနံပါတ်1ချက်ကတော့ကျွန်တော်မျက်နှာကိုရမ်းပွတ်တိုက်တာကြောင့်ပါ scrap ပြင်းပြင်းတွေတုံးတာတွေဒါမှမဟုတ်ရင်ကျွန်တော်ရမ်းပြင်းတဲ့စက်ပြားတွေတုံးတာတွေဒါမှမဟုတ် A shape B shape ပါတဲ့ဟာတွေ glycolate acid ပါတဲ့ဟာတွေဒါမှမဟုတ်ရင် retinoid လို့ခေါ်တဲ့ adapalene တွေ tretinoin တွေအသုံးများတဲ့အကြောင်းလည်းဖြစ်တတ်ပါတယ်။သားဖြူဆေးတွေအသုံးများရင်လည်းဖြစ်တတ်ပါတယ်။ဒီတော့ skin barrier ဆိုရင်ဘယ်လိုလက္ခဏာတွေပြလဲ။နံပါတ်1ကတော့အသားရည်ချောက်လာပြီးတော့တင်းကျပ်ချက်ဖြစ်လာမယ်။မျက်နှာမီရောင်ပြီးတော့ရားလာမယ်။ဝက်ချန်တွေခဏခဏ break out ဖြစ်မယ်။မျက်နှာကမွေးချွတ်ထုံးနဲ့အသားရည်ကကျဉ်းကျဉ်းဖြစ်မယ်။ဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့မိတ်ဆွေက skin barrier ဖြစ်နေပါပြီ။ဒီတော့အိမ်မှာခုပါတာကိုဘယ်လို skin barrier ကောင်းအောင်ပြန်လည်ပြုပြင်မလဲ skin barrier ကောင်းဖို့ဆိုလို့ရှိရင် less is more ပါနဲလေကောင်းလေပဲပေါ့အဲ့တော့ကျွန်တော် skin care စိတ်ကိုလုံးဝအနည်းဆုံးဖြစ်အောင် short ချပါမယ်အဲ့တော့ နံပါတ်1 cleanser ပေါ့နော် cleanser ကိုကျွန်တော်တို့ဒီ foamy type တွေ HA ပါတာတွေသုံးမဲ့အစား gentle cleanser ကိုပြောင်းလဲပြီးတော့အသုံးပြုပေးပါမယ်နံပါတ်2ကတော့ moisturizer ရွေးချယ်တဲ့အခါမှာကျွန်တော်တို့ ceramide ပါတဲ့ moisturizer hyaluronic acid ပါတဲ့panthenol ပါတဲ့ moisturizer ကိုရွေးချယ်ပြီးတော့အသုံးပြုပေးပါနောက်ဆုံးရေးကြီးတဲ့ချက်ကတော့ sunscreen မဖြစ်မနေလေးကိုပါပဲဒီလိုမျိုးမျက်နှာနီးရဲနေတဲ့အချိန်မှာ skin care တစ်တွေကိုလည်းထပ်ပြီးတော့မဆန်းသက်ဖို့လိုပါတယ်အဲ့တော့နှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အသားရည်လှခြင်းအရင်ဆုံးမျက်နှာအသားရည်ကိုကောင်းအောင်လုပ်ရအောင်မယ်ဒီ skin barrier လို့ခေါ်တဲ့ဒီဇိုင်းကောင်းနေမှာကမိတ်ဆွေလိမ့်တဲ့ skin care တွေကိုထိထိရောက်အလုံးလုံးပေးနိုင်ပါလို့ဖြစ်ပါတယ်မိတ်ဆွေရဲ့အသားရည်ရောအခုလောလောဆယ်ဘယ်လိုအခြေအနေရှိလဲဂုဏ်မှမှာရေးပေးခဲ့ပါအောင်ဒီကြောင်းကလေးကရုပ်ရှိရဆိုလို့ရှိရင် like and share လုပ်ပြီးတော့ကြားသွင်းကြည့်တွေ့လဲမျှဝေပေးသွားပါအောင်ဒီလိုမျိုးလာပါနဲ့ကျမရဲ့ဗီဒီယိုတွေပြီးရှိချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကို follow လုပ်ထားပေးမိပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် Oraderm Clinic